ရှယ်ပဲပူပူလေးHello ဒီနေ့မှာတော့သူများညွန်ပေးလိုက်တဲ့မှာလာရှန်ကောအထုပ်လေးစမ်းစားကြည့်ပါမယ်ဒီတစ်ထုပ်တော့ဘတ်190လောက်နဲ့ရလာခဲ့တယ်ရှင်အထဲမှာဘယ်နှမျိုးပါမလဲကြည့်လိုက်ရအောင်နော်အားလုံးစုစုပေါင်း9မျိုးလောက်တော့ပါတယ်ရှင်မလာအနှစ်ပါမယ်ဘာ6ညာ6ပါမယ်ပြီးတာနဲ့မမ6တို့မလာခောက်ဆွဲပြားတို့ပြီးတာနဲ့အဆူအထုပ်လေးတွေပေါ့နော်စုံတော့စုံတယ်အရင်ဆုံးအနေနဲ့ကတော့ဘာ6ညာ6ကိုရေစိန်ထားမယ်ပြီးတာနဲ့မမ6ကိုလည်းရေနွေးနဲ့စိန်ထားမယ်နော်မလာရှန်ကောဆိုရင်အရွက်ပါမကြိုက်လို့အိမ်မှာရှိတာလေးတွေနည်းနည်းပါထည့်ပါမယ်နော်အရင်ဆုံးအနေနဲ့ကတော့သူ့မှာပါလာတဲ့မလာအနှစ်ထုပ်လေးကိုခက်မမွေးလေးဖြစ်သွားအောင်လို့စီတက်ပေးလိုက်ပါမယ်နော်ဒီနေရာမှာသစင်လုံးတလို့မဟုတ်ဘဲနဲ့ကိုအဆင်ပြေသလိုတက်တလို့လှုပ်လို့ရပါတယ်နော်စီတက်လို့မွေးပြီးဆိုတာနဲ့အဆူထုပ်လေးတွေထည့်လိုက်ပါမယ်နော်ပြီးသွားတာနဲ့ဝါဥအဆက်ထုတ်လေးလည်းဖောက်ထည့်လိုက်မယ်မလာခောက်ဆွဲပြားလည်းထည့်လိုက်ပါမယ်နော်ဒီအစင်ကတော့တအားညော့ပါတယ်နော်သစင်တော့မခံနိုင်တော့တဲ့အစုံအရွက်တွေပြင်ထားတဲ့ဟာကလုံလောင်ထည့်လိုက်ရအဲ့နောက်တော့ဘာ6ညာ6စိန်ထားတဲ့ဟာလေးတွေကိုလည်းအရင်ညစ်ပြီးတော့တစ်ခါတည်းအိုးထဲမှာထည့်လိုက်မယ်နော်ပြီးတာနဲ့သူ့ကိုရောသမမွေနေအောင်ခိုလီခိုလီလှုပ်လိုက်ပါမယ်နော်နောက်ဆုံးအစင်ရောက်မှပဲရေစိန်ထားတဲ့ခောက်ဆွဲ6လေးပါရောထည့်လိုက်မယ်နော်ပြီးသွားတာနဲ့အားလုံးကိုခိုလီခိုလီရောသမမွေနေအောင်လှုပ်လိုက်ပါမယ်ရှင်အားလုံးကြက်ခဏီးဆိုကမှပဲပေါ့နော်ဒီကပဲပြား6လောက်တူ6လောက်မသေးချာဘူးပေါ့နော်အဲ့ဒါကိုညှက်ထည့်လိုက်ပါမယ်ရှင်ခုဆိုရင်တော့ကိုယ်တိုင်လှုပ်ထားတဲ့မလာရှန်ကော့လေးပေါ့နော်ဒါဆိုရင်အရန်တက်နဲ့အများကြီးစားလို့ရတာပေါ့နော်โอ้ချစ်လိုက်ပါစားကြပါဦးမာလာရှန်ကောကလည်းလေမထုတ်ရင်စားလို့မကောင်းနည်းနည်းလေးထုတ်မှစားလို့ကောင်းတယ်သူအရသာဘာမှထပ်ထည့်ကြမလို့နည်းနည်းခက်ထုတ်လေးပေါ့နော်နည်းနည်းဆက်တယ်ဟာအားလုံးก้าว่าแล้วค่ะจะถุงซิเลยเดี๋ยวในใกล้เมียถุงซิใกล้เมียแล้วค่ะจะล้มมาถุงแล้วเชงเนี่ยมาละฉันก็อะไรเลยดีมาถุงส่วนล้มมาสามมาเก่าแน่ๆเลยถุงอ่ะမဆုံးစားလို့ကောင်းတယ်သူများညွန်လိုက်တာတကယ်ထိုင်းမှာတော့စားကြတဲ့လူအများကြီးပေါ့နော်သစင်တော့တစ်ခါမှမစားဘူးမှလားရှန်ကောကြတော့ကိုကကြတော့လည်းတိတ်တော့မလုပ်တော့ဘူးပေါ့နော်ဒါကတော့ဘာမှပြန်ပြီးတော့လုပ်စရာမလိုသူပေးလာတဲ့ဟာတွေထည့်ပြီးတော့ပေါ့နော်ဆွဆွသစင်လုပ်ပြသလိုပဲအရွက်လေးပါလေးနည်းနည်းပါထည့်လိုက်ရင်စားလုံးမအရသာကွက်တိပဲတော့ရစားကြအရမိုင်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပေါ့နော်သစင်ကတော့ဆက်ပြီးတော့စားလိုက်ပါဦးမယ်ဒီစင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဒီချိန်မှာပြန်လည်ဆုံတွေ့ပါမယ်နော်တဒါ